ကော်ပြည်တို့မြန်မာနိုင်ငံကြီးအရန်ပူနေပါပြီ။ကော်ပြည်တို့ညာဒေသမှာဆိုရင်နေ့လယ်ပိုင်းကို104 105ဒီဂရီလောက်ရောက်ရှိနေပါပြီ။အဲ့တော့ရွှေရည်အေးအောင်မလုပ်မလဲ။ရွှေရည်အေးရောင်းကြမလား။ No ပါကိုတို့စီးပွားရေးတစ်ခုလုပ်တဲ့အခါမှာနံပါတ်1ရာသီစာဖြစ်ရပါမယ်။နံပါတ်2ကုန်ကျန်းပေါ်များရပါမယ်။နံပါတ်3စားသုံးသူများသောကြိုက်သောလုပ်ငန်းဖြစ်ရပါမယ်။နံပါတ်4အမြဲစွန့်များရပါမယ်။အဲ့တော့ကိုပြတို့ခုချိန်မှာဘာယာဒီစားတောက်ကုန်ကအပေါ်ဆုံးဖြစ်နေလေဒီလေးကိုညီမလေးတို့တစ်ချက်စဉ်းစားကြည့်အောင်ကိုပြတို့အညာမှာဆိုရင်တော့ခုချိန်ကတရက်ဒီလှိုင်းပေါ်တဲ့ချိန်ဖြစ်ပါတယ်ကိုပြတို့စီမှာစိတ်တလုံးတွေကို350နဲ့1000အတွင်းမှာကောင်းကောင်းကြီးဝယ်လို့ရနေပါပြီအဲ့တော့ကွန်ပျူတာနဲ့ညီလေးညီမလေးတို့ကိုဒီနေ့စီးပွားရေးလုပ်ငန်းလေးတစ်ခုစတင်လုပ်ကိုင်ဖို့အတွက်အကြံပေးချင်တာကတော့တရက်ဒီနဲ့ပတ်သက်သောဖြော်ရည်သို့မဟုတ်ထုတ်ကုန်တစ်ခုခုကိုရောင်းချဖို့အကြံပေးချင်ပါတယ်အဲဒီတော့ကွန်ပျူတာနိုင်ငံမှာမဟုတ်ဘဲနဲ့အခြားပတ်ဝန်းကျင်နိုင်ငံတွေအနီးနားနိုင်ငံတွေမှာတော့တရက်ဒီကိုဘယ်လိုမျိုးစားတောက်ကုန်တွေနဲ့ရောင်းချနေတယ်ဘယ်လိုမျိုးဖြော်ရည်ဖြစ်နဲ့ရောင်းချနေရဆိုတာကိုကွန်ပျူတာအရင်တစ်ချက်လေ့လာကြည့်လိုက်ရအောင်နော်ကြည့်အောင်ခြေတာအနေတို့စီမှာပါနေတို့ဘယ်လိုပြောလဲဆိုတော့ဒီဖြော်ရည်တွေကိုရေခဲတုံးကြီးကြီးတွေနဲ့စလုံးကြီးကြီးထဲမှာထည့်ပြီးတော့ကြတော့အားရပါရမွေတယ်ပြီးကမှအေးအေးလေးထည့်ပေးတယ်โอเคဒါကနောက်ထပ်အင်ဒိုနီးရှားကပါအင်ဒိုနီးရှားမှာလည်းဒီကိုအနစ်ချိတ်ပြီးတော့ရေတန့်ရေခဲတွေအများကြီးထဲမှာထက်ပြီးရင်အာရပါရမွေးဆိုခိုအာရပါရမွေးပြီးတော့ခွက်တဲ့ကိုရေခဲတုံးတွေအများကြီးနဲ့ထည့်ပြီးကမှအပေါ်ကနေပြီးတော့ value added အနေနဲ့အသီးလေးရဲ့ ice cream လေးရဲ့ထည့်ပေးတယ်ဒါကမမတို့မလေးရှားမှာပါသူတို့ကဘာထပ်လုပ်လိုက်လဲဆိုတော့ juice အပေါ်မှာထပ်ပြီးတော့ ice cream ထည့်တယ်နောက်တဲ့ချုံမဲ့သူတို့အရသာတွေထပ်ထည့်တယ်အဲ့လိုထည့်ခြင်းအပြင်ဒီရဲ့အရသာပို့ပြီးတော့ပေါ်လို့စေတယ်တင်ကျင်နဲ့ရောတာရှိတယ် cream နဲ့ရောတာရှိတယ်အရင်မိုက်ပါတယ်အဲ့တော့ဘလိုရတာတောက်ချင်တဲ့သုံးလေးမျိုးဒီအလေးနဲ့ပတ်သက်ပြီးတော့တောက်လို့ရမယ်အပေါ်မှာထပ်ပြီးတော့ mousse ထည့်ပေးမယ်အတီးလေးထည့်ပေးမယ် ice cream ထည့်မယ် cheese ထည့်မယ်အရင်ပြည့်စုံသွားပြီအရင်ကောင်းတဲ့ရတာဖြစ်သွားမယ်ဒါလေးကတော့မလေးလာလေးကထိုင်ရပါထိုင်ဒီ tourism attraction အဓိကနေရဖြစ်တဲ့အတွက်သူတို့ဒီတန်ရှင်းရင်းနဲ့ရတာကောင်းဖို့တော့ကိုသူယူဆိုင်ပါတယ်ဒီမှာကြည့်လိုက်တို့ဆိုင်လေးကိုတော့တသက်ရဲနဲ့လက်အိတ်နဲ့မြဲတမ်းတန်ရှင်းတဲ့ရနေပါတယ်ဒါကတော့နိုင်ငံအနီးနားမှာရှိတဲ့နိုင်ငံတစ်ခုပဲပဲနိုင်ငံသားအဓိကအရန်လာနေတဲ့နိုင်ငံဖြစ်တဲ့အတွက်သူတို့စီကကိုရိုနိုင်ငံထဲတော့အများကြီးတန်ရှင်းမှုကိုဦးစားပေးပါတယ်ကြည့်လိုက်ပါနောက်ဆုံးဘောကတရက်ဒီလာလေးနဲ့ကြိုလေးနဲ့ချင်းလေးနဲ့ပုံစံမျိုးလေးလုပ်ပြီးတော့ထည့်ပေးလိုက်တယ်အဲ့တော့စားသုံးသူတွေကဒီရဲ့ဒီဖြော်ရည်တူတူဟိုမှာလာလေးဖြစ်တဲ့အတွက် attraction တစ်ခုအနေနဲ့ဒီကတောက်ကြပါတယ်အဲ့တော့ကိုရိုနိုင်ငံမှာဟောဒီလိုညီမလေးတို့အနေနဲ့ဒီဖြော်ရည်ကိုဘယ်လိုရောင်းကြမလဲစဉ်းစားကြည့်အောင်ကိုကြီးအနေနဲ့အကြံပေးပါဆိုရင်တော့ကိုရိုဗမာပြည်မှာကိုရိုဗီဒီယိုထဲမှာပြထားတဲ့အတိုင်းပဲရေခဲတွေအများကြီးနဲ့ juice dispenser ထဲမှာထည့်ပြီးတော့ရောင်းချတဲ့ပုံစံဒီမရှိသေးပါဘူးအဲ့ဒီတော့အခုအနေနဲ့ဒီလိုညီမလေးတို့အရင်နည်းနည်းတစ်ခုနဲ့လုပ်ငန်းတစ်ခုစတင်တည်ထောင်မယ်ဆိုရင်ရှားဒီနယ်ရောရှားဒီစာရောအချိန်ရောအကိုက်ဖြစ်တဲ့ဒီတရက်ဒီဖြော်ရည်ကလုတ်တင်သောစီဝါရေးတစ်ခုဖြစ်ပါတယ်အဲ့တော့ငါညီမအနေနဲ့ဘယ်လို
ကိုယ်ဆိုင်လေးကိုဖန်တီးမယ်ဘလို့ပုံစံလေးရောင်းချမယ်ဆိုတာတစ်ချက်ကိုပြနေတူစဉ်းစားလိုက်လို့ကြည့်လိုက်အောင်ဟုတ်ပြီအဲ့တော့ကိုပြနေတူဆိုင်မုံလေးစဉ်းစားကြည့်အောင်ဒီလို share လုပ်မလားမလုပ်နိုင်ဘူးဒီနော်ဒီလိုမျိုးလုပ်နိုင်ရင်ကောင်းတာပေါ့ဒါပေမဲ့ကိုတို့ကယင်းဒီအများကြီးမသုံးချင်ဘူးလေနော်အဲ့တော့ဒီလိုမျိုးတော့မလုပ်တော့ဘူးလေဘာလို့လဲဒီလိုဒီတန်ရှင်းတည့်ရမှုအားနေတယ်လို့မြင်ရတယ်အဲ့တော့ကိုတို့ဒီလိုလေးဆိုရင်ရောနော်ကိုကြီးကအဲ့တော့သူတို့ကအသားတွေသုံးထားတာကိုညာစိတ်များမှာပါဗျာအဓိကဆိုလို့ခြင်းတဲ့အကြောင်းအရာကလှဖို့တဲ့တည့်ရဖို့ကအရေးကြီးပါတယ်ကိုတို့ဆိုင်တဲ့ဆိုင်ဆိုတာကကြီးလိုက်တာနဲ့တက်ရဲတန်ရှင်းဖြစ်နေတယ်ဆိုရင်စားသုံးသူရဲ့ယုံကြည်မှုကိုရရှိတဲ့အပြင်ရောင်းချရမှာလည်းသူများတဲ့တပန်းတာပါတယ်အဲ့တော့ကိုတို့ဒီလိုမျိုးတက်ရဲကလေးနဲ့နေရာကောင်းကောင်းလေးမှာရောင်းချမယ်ဆိုရင်ခုချိန်မှာအရင်နေနဲ့လှုပ်ချင်တဲ့ညီလေးညီမလေးတို့အတွက်ဒီတည့်ရသီးဖြော်ရည်ဒီလှုပ်တင်ဆုံးတော့လုပ်ငန်းတစ်ခုဖြစ်ပါတယ်အားလုံးပဲကိုပြပြောတဲ့အကြံဉာဏ်ကိုအေးစစ်စစ်စဉ်းစားပြီးတော့ကြိုက်နဲ့တက်တယ်ဆိုရင်စတင်လုပ်ကိုင်ရေးအောင်မြင်တဲ့လုပ်ငန်းရှင်များဖြစ်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့ကိုပြပြောတဲ့အကြံဉာဏ်လေးကိုစိတ်ဝင်စားရဆိုရင်ကိုပြကနောက်ဗီဒီယိုမှာဒီတည်ရည်ဖြော်ရည်လုပ်ငန်းလေးကိုဘယ်လိုစတင်ဖို့သိစမယ်ဘလောက်ကုန်ကျစရိတ်ရှိမယ်ဆိုတဲ့ကိစ္စလေးကိုအသေးစိတ်ထပ်ပြောပြပေးမှာဖြစ်ပါတယ်အဲဒါကြောင့်ကိုပြရဲ့ channel လေးကို like နဲ့ subscribe လုပ်ထားပေးပြီးတော့ကိုပြနဲ့အတူအောင်မြင်တဲ့စီးပွားရေးသမားတွေဖြစ်အောင်ကြိုးစားကြပါစို့เนาะအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အောင်ပြပါ